So အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကတော့ကျွန်တော်ရဲ့ဒီ recap video တွေပြန်လုပ်တဲ့video နေ့လေးပဲဖြစ်ပါတယ်ထုံးစံတိုင်းလူကြီးမင်းတို့တွေ့တဲ့အတိုင်းပဲကျွန်တော်အကောင့်မှာဆိုရင်ဒီဟာတာအတူပြက်လေးတွေပေါ်တော်ဆန်တဲ့အရာလေးတွေပဲတင်တာများပါတယ်ဆိုတော့ဒီနေ့အစပြီးတော့ကျွန်တော်ရဲ့ဒီပုံမှန်တနေ့တာသွားတဲ့ဗီဒီယိုလေးတင်ရိုက်ဖို့အစီအစဉ်ရှိပါတယ် let's go အကျဉ်းမသွားခင်ဘိုက်တွေပိုင်းအောက်တာပါညာတင်ပါဆိုတော့ကျွန်တော်အိမ်ကထမင်းစားမလို့တော့စားရည်စမရှိတာနဲ့အိမ်ကချက်တဲ့ကြက်ဥနှလုံးပဲကျွန်တော်စားရခဲ့လိုက်ပါတယ်နော်ထုံးစံတိုင်းကျွန်တော်ရဲ့မပါမဖြစ်တဲ့အားသွေးကြိုးနဲ့လက်ချက်ကိုကျွန်တော်ရဲ့အိတ်ထဲကိုကျွန်တော်ထည့်ပါတယ်ထုံးစံတိုင်းမပါမချင်းကျွန်တော်ရဲ့လက်တော့ကိုကျွန်တော်တေချာသက်ရှင်းလုပ်ပြီးတော့ကျွန်တော်ယူသွားမှာဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းကိုတွားမလုပ်ခင်ကျွန်တော်အဖွာနဲ့တူစကားခဏပြောဖြစ်ပါတယ်ဟုတ်ကဲ့ဘယ်လိုလဲမီးခုနဲ့ချက်မှဆိုတော့ကြောက်မီးဆိုလည်းမဟုတ်ဘူးကြားကြောက်စီတကားယူပိတ်မရတဲ့တကားယူပိတ်ရတယ်ထုံးနေအောင်လို့သားလို့ကိုလိုပိတ်မှရလာပြီးပိတ်လို့မရတော့တကားကိုဒူးနဲ့ထောက်ပြီးတော့မှဂျက်ကလည်းမကြည့်ဘူးကျွန်တော်ထုံးတယ်ကျွန်တော်တငယ်ချင်းကိုကျွန်တော်သွားတော့မှထားတယ်ဒီကြအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ပိတ်ရပေါ့နော်လောက်စရာမရှိပါဘူးကျွန်တော်တငယ်ချင်းသတ်နှုံးမှလုပ်ပါတယ်တို့အိမ်မက်တွေကြောက်ဆုံးနေတယ်တို့အိမ်မက်တွေကောက်ခဲပေါ်ပါပါနော်ထားတော့မင်းအောင်ရင်တို့ကြိုးစားမယ်ထားတော့ဟာလားဘောလုံးသားကောင်ထားတာနာအောင်ရင်တို့ကြိုးစားမယ်ဆရာသမားထားလာပါပြီကဲဒီနေ့ကကျွန်တော်တို့ရှိရပတ်စံလေးနဲ့မဝယ်စားပဲကျွန်တော်တကယ်ရင်းတော့ဒီနေ့ကကျွန်တော်တကယ်ရင်းနေအောင်ရှိတယ်ကျန်တဲ့လူတွေကတော့အလုပ်သွားတဲ့လူနဲ့ဆောင်းဝဲအောင်လို့အပွဲခံတဲ့လူနဲ့ဘောလုံးသွားခဲ့တဲ့လူနဲ့သူ့ရတယ်လို့ဆိုကျွန်တော်နှစ်ယောက်ပဲရှိပါတယ်ဟဲ့ရှင်ဟေး
ပြတ်သွားပြီအဲ့တော့ပိတ်ဆက်မရှိပါဘူးပိတ်ဆက်ရင်လည်းချိန်ပြီးတာပေါ့ကျွန်တော်အိတ်ကထဲမှာ1000ရှိတယ်အောင်မေးနေတာပဲဟုတ်ပါ2000ထည့်တိုင်းတာပြင်သွားလို့ရတယ်ဒီကျွန်တော်တို့ပိတ်ဆက်ချီပြီးတော့ခုလေးတော့သစားတာဖြစ်ပါတယ်ကျရလေကျွန်တော်တို့စားတော့လို့ပြီးတော့ကျွန်တော်တို့အဖွားကြီးမှာကျွန်တော်လုပ်ဆရာရှိရတယ်လုပ်ပေးနေကျွန်တော်တငယ်ချင်းတွေတည်သီးစားဖို့ဆိုတော့တည်သီးခွင့်နဲ့ဝိုင်းလုပ်ကြပါလိမ့်မန်ကိုအသီးစားနေဆိုတော့မန်ကို တမယာတီးကိုစားတယ်ကွာ တမယာတီးနဲ့ပါတယ်မဟုတ်ပါဟုတ်တယ်အော်ရှုံးလားပုံသားရစားတယ်မလုံးနဲ့စားတဲ့အချိန်တွေမင်းတို့မသိဘူးထမင်းဆိုလို့ရှိရင်ငါတို့မှဘယ်လိုလဲအပုတ်လို့ရေပဲကြားလို့လုံးနဲ့စားတယ်အဲဒါမှခါကျရင်စားငါတို့ဖိုင်းမှာပဲစားတာညနေကြံသွားကြည့်တယ်ကဖိုင်းမှာပဲစားပေါင်းမယ်ကျွန်တော်လက်ရောစင်းရလားမသေးဝါပြီဒီတော့ပါဝမ်းမရောပါဝိုင်းလို့မပြီးတော့ပါပါOh, que sócalo! Oh, que sócalo! အားလုံးပဲစားကြပါဦးမီးကျဲနေတယ်လို့ဒီမှာလေးကြည့်ပါဦးလိုက် come on မီးကျဲနေတယ်အားလုံးပဲမီးကျဲနေတယ်ဘာမှလုံးစရာမရှိပါဘူး Hello bro you see that it's so beautiful you see that I like that right oh come on oh မီးလာပြီမီးလာပြီဟာမီးလာပြီโอ้မီးလာပြီအခုနမစီဗန်မရောက်ပါမစီဗန်အောက်မှာတွင်းစားလာမယ် Ronaldo fan ဒါ Ronaldo fan နေပါလို့အဲ့တော့မင်းတို့တစ်ခါပဲကြာငါ့ထောင်ပဲရှိတော့တယ်မမြင်ပါရဲ့ကြာဟုတ်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ဆိုကြနေကြတနင်္ဂနွေနေ့ညဆိုတော့အကုန်ဆုံးလာတယ်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအစအဆုံးကြည့်ပြီးတယောက်ချင်းချီတို့လည်းအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်အားလုံးပဲဘိုင်ဘိုင်